ကဲမနေ့စောတိကျွန်တော်ပြင်းစင်ပြီးအမှန်ရှိမှကနေပါတယ်ကျွန်တော်တို့ကဘူတူလမ်းမကြီးပုံမှာဒီအလံလေးတွေရှိပါတယ်တော်တော်လေးလှနေပါတယ်ခင်ဗျာပြောကြောင်လာတာလေးကိုသဘောကျလို့ဒီပန်းကြံကြီးရတော့ဖြတ်လိုက်တာပေါ့နော်အဲ့အောင်မသိပဲကလိုင်းရဲ့မမဒီမှာရက်မယ်လို့ချိန်ကြတယ်ကျွန်တော်ဒီကိုလာနေတာဖြတ်ပြီးတော့အလန်းကြားတွေပြင်တော့ပုံတွေကတော့အရန်နေရရအောင်မှပျော်လိုက်တာပန်းကြံပြင်နေလို့ကန်းသားကိုရောက်ပြီးတော့ကျွန်တော်တို့ပွဲဖို့ချိန်ပါတယ်ခင်ဗျာပွဲပြီးတော့ကျွန်တော်ပြန်ပါတယ်ဆိုင်ငယ်အုတ်ထတာစားတာဆိုင်ငယ်ဖန်လည်းမဖန်ကိုပြင်းစရာဒါပြီးတော့ကျွန်တော်တခြားတနေရာမှာချိန်ထားလေးတစ်ခုရှိလို့ဒါကျွန်တော်တခြားလိုအပ်တာလေးလာပြီးပြင်ဆင်တာပါခင်ဗျာအုတ်ထုပ်ကဆောင်းမနေမဆောင်းလို့ရှိရင်သိရမလားဒီနေ့တော့မဆောင်းမဲထားတဲ့အုတ်ထုပ်ကူမှတော့ဒါပြီးတော့ဒီသွားမယ်ပေါ့နော်အာညာပြီးကွာလမ်းလေးကိုရောက်ပါပြီဖယ်သွားနေလို့ထင်ပါတယ်လေခင်ဗျာအဲ့တော့ဒီလမ်းလေးကိုသိရတော့ရှိလားပညာရေးဒီဂရီကောလိပ်ပါခင်ဗျာကျွန်တော်ဒီမှာတော့ကျွန်တော်မအားတော့မြိုင်းလိုက်ရပါဘူးဒါကတော့ကျွန်တော်ပြန်နေပါပြီခင်ဗျာရှုခင်းလေးတွေတိတ်လာရပဲခင်ဗျာအဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ